မြန်မာစတာကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့တေးချစ်ပြည်သားများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဒီနေ့မှာကျွန်တော်တို့ပြည်သားကြီးကိုတေးချစ်ပြည်သားများကိုဒီတစ်ခါပြောတဲ့စကားတွေကဒီဝမ်းမြောက်ဝမ်းသာပြောခြင်းတဲ့စကားပါပဲဒါတော့ဘာလဲဆိုဒီ top 40ကိုကျွန်တော်တို့ရွေးချယ်ထားတဲ့အခါမှာဒီနာမည်စင်းပါလာတဲ့လူတွေကတော့ရွေးချယ်ခံရတဲ့လူဖြစ်ပါတယ်သူတို့ရဲ့နေထိုင်ရာမြို့နယ်တွေကိုကျွန်တော်သူ့ရဲ့အသိအဖွဲ့မိတ်ဆွေတငယ်ချင်းတွေသိရအောင်ကျွန်တော်ဒါဒီပါရောပြီးပြင်ပြပေးပါမယ်နံပါတ်1အေးသူစာကျော်ဖအံဖြစ်ပါတယ်2ရောဂျာမြကြီးနာ3ဖန်နီ2ချိုက်လက်4ကက်သရင်ခက်မြကြီးနာနံပါတ်5နန်အမလီဟင်ဒရာ6နော်စီဖောရာတောင်ကြီးနံပါတ်9ဂျာဆိုင်မိုင်ရွှေကူနံပါတ်8ချစ်တထုံနံပါတ်9ပန်းဤစစ်တွေနံပါတ်10မေမြတ်တောင်ငူနံပါတ်17မင်းသစ်ရန်ကုန်နံပါတ်12ပြည်ဖြူအောင်ကော့မှုနံပါတ်13တူတူမူညင်းနံပါတ်14နော်ချစ်စနုဖို့အိမ်မဲနံပါတ်15အမီကလောမြကြီးနာ16ထက်ဝူရန်ထွန်းရန်ကုန်2အာရဘုဒ္ဓဦး18ဇန်ငတိုင်းချောင်း19မြတ်သူမြကြီးနာ20သီရိမေဦးရန်ကုန်21ဇေယျမင်းထက်ကြောက်စဲ22တည်ငြိမ်နွေးထောက်ကျ23အာဒဲတမူ24စန္နမူကျွန်းတစား25နော်အဲရစ်မြောင်းမြ26တာရော့ဟာခါ29နောင်မြောက်ဦး28လွင်ကူမော်လမြိုင်29ဒေါရစ်ကလေးမြို့30ကေစီတောင်ငါဟာခါ31သက်ဝီအောင်ဟင်္ဒရ32ဘရောနီကာရန်ကုန်33စောဘွက်စုတိုက်ကြီး34လင်းနီထွေးမတူဘီ35မေရီဝိုင်းကလေးမြို့36ငိမ့်အာယုံမြိတ်39ဆောလမွန်စေဒနုဗျူ38ရီချင်နီပါဒဟာခါ39ဟိတ်ထိုက်စုကြောက်ဖြူ40 E square တာချီလိတ်တို့ဖြစ်ကြပါတယ်ပြန်ဝင်နေအားလုံးဒီကြီးညာထားတဲ့လူစင်းတွေရော next level မှာသချင်းတွေနဲ့ထပ်ပြန်ရမယ်ပြန်ခွင့်ရတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်တကယ်ပြန်ပွဲတစ်လျှောက်မှာတာယာဖြောင်းပြီးပါသေးလုံနိုင်စွမ်းဆောင်နိုင်သမျှအောင်မြင်ပါသေးလို့ကျွန်တော်ဆုတောင်းပါတယ်အားလုံး thank you ပါ